ဥစွာပထမဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဓမ္မမိတ်ဆွေများအားလုံးကိုလည်းပဲကျွန်တော်အထူးကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ဒီနေ့ကျွန်တော်ခွန်အားပေးခြင်းတဲ့အကြောင်းအရာကတော့တောလေယာအခန်းကြီး14အငယ်8ကနေ9မှာကျွန်တော်တို့တွေ့ရတဲ့ယောရှုနဲ့ကာလက်တို့ရဲ့အသက်တာမှာအင်မတန်မှကြီးမားတဲ့စိန်ခေါ်ချက်တွေတွေ့ကြုံရပေမဲ့အဲ့ဒီစိန်ခေါ်ချက်တွေကိုကြော်လွှားပြီးမှဘယ်လိုအသက်ရှင်ကြသလဲဆိုတဲ့အကြောင်းအရာနဲ့ကျွန်တော်ခွန်အားပေးချင်ပါတယ်ဒီနေ့ကျွန်တော်တို့လူတိုင်းမှာမိသားစုတိုင်းမှာအသင်းတော်တိုင်းမှာနေရာတိုင်းမှာကျွန်တော်တို့စိန်ခေါ်မှုတွေအခက်အခဲပြဿနာတွေအများကြီးရှိပါတယ်စိန်ခေါ်မှုဆိုတာဘာလဲလို့ကျွန်တော်တို့အနစ်ဖွင့်တဲ့အခါမှာစိန်ခေါ်မှုဆိုတာကကိုတတ်နိုင်တဲ့ကိုယ့်ရဲ့စွမ်းအားထက်ပိုပြီးမှကြီးမားသောအရာကိုစိုးရိမ်စေသောအရာကိုဒုက္ခပေးသောအရာကိုစိတ်ပြည့်စေသောအရာများသည်စိန်ခေါ်မှုများဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဘယ်လိုစိန်ခေါ်မှုတွေတွေ့ကြုံနေရသလဲဆိုလို့ရှိရင်အိမ်ထောင်ရေးမှာစိန်ခေါ်မှုတွေတွေ့ကြုံရတယ်လူမှုရေးမှာစိန်ခေါ်မှုတွေတွေ့ကြုံရတယ်စီးပွားရေးမှာစိန်ခေါ်မှုတွေတွေ့ကြုံရတယ်စားဝတ်နေရေးနဲ့ပတ်သက်ပြီးစိန်ခေါ်မှုတွေတွေ့ကြုံရတယ်ကိုယ့်ရဲ့သားသမီးတွေရဲ့ပညာရေးနဲ့ပတ်သက်ပြီးမှစိန်ခေါ်မှုတွေတွေ့ရတယ်စိတ်ပြိုးရေးမှာမွေးမြူရေးမှာစိန်ခေါ်မှုတွေတွေ့ရတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာမလုံခြုံမှုတွေလုံခြုံမှုမရှိတဲ့စိန်ခေါ်မှုအခက်အခဲပြဿနာတွေအများကြီးတွေ့ကြုံရပါတယ်ဒီလိုပဲဣသရေလလူမျိုးတွေရဲ့အသက်တာမှာလည်းပဲကျွမ်းနှစ်ပေါင်း430ကျွမ်းခံခဲ့ရတဲ့အေဂုတုတိုင်းပြည်ကနေသူတို့နှစ်ပေါင်း40ကန္နာရကိုဖြတ်ပြီးမှခါနာန်ပြည်ကိုမဝင်ခင်မှာသူတို့မှလည်းပဲအခက်အခဲပြဿနာစိန်ခေါ်မှုမြောက်များစွာကိုတွေ့ကြုံရပါတယ်သူတို့ရဲ့ကောင်းဆောင်ကြီးကတော့ဘယ်သူဖြစ်တယ်လဲဆိုရင်မောရှေဖြစ်ပါတယ်မောရှေကနေဣသရေလလူမျိုး12မျိုးတဲကနေလူမျိုးစုတစုမှာသူကကိုယ်စလဲတူးရွေးပါတယ်ဆိုတော့ကိုယ်စလဲဘယ်နှဦးကိုရွေးတယ်လဲဆိုရင်ကိုယ်စလဲ12ဦးကိုရွေးချယ်ပါတယ်ကိုယ်စလဲ12ဦးကိုရွေးချယ်ပြီးမှအချိန်ဘယ်လောက်ပေးတယ်လဲဆိုရင်ရက်ပေါင်း40အချိန်ပေးပါတယ်အဲ့ဒီရက်ပေါင်း40အတွင်းမှာသူတို့ဘာလုပ်ရမလဲဆိုလို့ရှိရင်သူတို့ခါနာန်ပြည်ကိုသွားပြီးမှခါနာန်ပြည်ရဲ့တောင်ပိုင်းကနေဟိုးမြောက်ပိုင်းအထိရက်ပေါင်း40သူတို့သည်စုံစမ်းခြင်းအမှုကိုထောက်လှမ်းရေးအလုပ်ကိုလုပ်ဖို့စီလွှတ်ပါတယ်သူတို့သွားပြီးမှစုံစမ်းရမယ်ထောက်လှမ်းရမယ်အကြောင်းအရာကတော့ပါလဲဆိုရင်သူတို့သွားရတဲ့ဒီခါနာန်ပြည်သည်နို့နဲ့ပြားရည်စီးသောနေရာဟုတ်မဟုတ်ဆိုတာသူတို့စုံစမ်းထောက်လှမ်းပြီးမှသူတို့ရဲ့ကောင်းဆောင်မောရှေကိုပြန်လှည့်ပြီးမှသူတို့အစီရင်ခံဖို့ပဲဖြစ်ပါတယ်ဆိုတော့ဒီလူတွေဘယ်နှယောက်ရှိတယ်လဲဆိုရင်12ယောက်ရှိတယ်ဘယ်နှဖွဲ့ရှိတယ်လဲဆိုရင်တစ်ဖွဲ့တည်းစေလွတ်တဲ့ကောင်းဆောင်ကလည်းတစ်ယောက်တည်းလောက်ရမယ့်တာဝန်ကလည်းပဲတစ်ခုတည်းသွားရမယ့်လမ်းကြောင်းကလည်းပဲတစ်ခုတည်းပဲဖြစ်ပါတယ်ဆိုတော့နို့နဲ့ပြားရည်စီးတဲ့နေရာဟာဘယ်လိုဟာကိုနို့နဲ့ပြားရည်စီးတဲ့နေရာလို့ခေါ်တယ်လေတကယ်ပဲဒီနေ့ကျွန်တော်တို့တွေ့နေရတဲ့အတိုင်းချောင်းရည်စီးတယ်လို့တကယ်ပဲနို့ရည်စီးနေသလားမဟုတ်လို့ရှိရင်ကျွန်တော်တို့ပြားရည်စီးစင်းနေသလားမဟုတ်ပါဘူးဣသရေလလူမျိုးတွေမှာနို့နဲ့ပြားရည်စီးစင်းတယ်မစီးစင်းဘူးဆိုတာသူတို့တိုင်းတာတဲ့အချက်3ချက်ရှိပါတယ်ဒီအချက်3ချက်နဲ့ပြည့်စုံတယ်ဆိုရင်ဒါကိုသူတို့ကနို့နဲ့ပြားရည်စီးစင်းတဲ့နေမြေ rich and fertile land လို့သူတို့သတ်မှတ်ပါတယ်နံပါတ်1ကတော့ပါလဲဆိုလို့ရှိရင်လူရဲ့အခြေအနေဖြစ်ပါတယ်လူတွေဟာခနော်ခနဲ့မဖြစ်ရဘူးခွန်အားကြီးမားရမယ်ပြီးလို့ရှိရင်လူဦးရေလည်းများရမယ်ဒါနံပါတ်1အချက်ဖြစ်ပါနံပါတ်2အချက်ကတော့ပါလဲဆိုလို့ရှိရင်အဲ့လူတွေနေတဲ့နေရာသည်တဲဆုံနဲ့အိမ်အပြက်တွေနဲ့မနေရဘူးခိုင်ခန့်တဲ့အိမ်နဲ့နေရမယ်လုံခြုံမှုရှိတဲ့
မြို့ရိုးတွေရှိရမယ်ပြီးလို့ရှိရင်သူတို့ကိုလည်းပဲကောင်းကောင်းလေးစီမံခန့်ခွဲနိုင်တဲ့ကောင်းဆောင်မှုပြုနိုင်တဲ့အနေအထားရှိရမယ်နံပါတ်1နံပါတ်3ကတော့ပါလဲဆိုလို့ရှိရင်စိုက်ပျိုးရေးကောင်းရမယ်မွေးမြူရေးကောင်းရမယ်သူတို့ရဲ့ကုန်သွယ်ခြင်းလုပ်ငန်းစီးပွားရေးကောင်းရဆိုတော့နံပါတ်1လူရဲ့အင်အားနဲ့အရေးအတွက်နံပါတ်2အဲ့တိုင်းပြည်ရဲ့တိဆောက်ပုံနဲ့အုပ်ချုပ်တဲ့စီမံခန့်ခွဲတဲ့စနစ်နံပါတ်3သူတို့ရဲ့စိုက်ပျိုးရေးမွေးမြူရေးနဲ့သူတို့ရဲ့ဝင်ငွေထွက်ငွေစီးပွားရေးနဲ့တိုင်းတာပြီးမှဒီအချက်3ချက်နဲ့ပြည့်စုံတဲ့နေရာကိုသူတို့ကနှုတ်နဲ့ပြားရည်စီးသောနေရာဆိုပြီးမှဣသရေလလူမျိုးတွေကသတ်မှတ်ပါဆိုတော့မောရှေစေလွှတ်လိုက်တော့ကိုယ်စလဲ12ဦးထောက်လန်းရေး12ယောက်ဟာဆိုလို့ရှိရင်ခါနာန်ပြည်ရဲ့တောင်ဘက်ကနေစဝင်လိုက်တဲ့အခါမှာသူတို့မှာဘာတွေကိုတွေ့ရတယ်လဲဆိုလို့ရှိရင်စိန်ခေါ်မှု4ခုကိုတွေ့ရပါတယ်ခုနကတော့ပြောသလိုပဲစိန်ခေါ်မှုဆိုတာကိုယ့်ထက်အင်အားပိုကြီးတဲ့အရာကိုယ့်ကိုစိုးရိမ်စေသောအရာကိုယ့်ကိုကြောက်ရွံ့စေသောအရာဖြစ်ပါတယ်နံပါတ်1သူတို့ကဘသူ့ကိုသွားတွေ့တယ်လဲဆိုလို့ရှိရင်အာနကလူမျိုးကိုအရင်သွားတွေ့ပါတယ်သူတို့သွားပြီးမှထောက်လန်းတဲ့နေရာမှာအာနကလူမျိုးကိုသွားတွေ့ပါဒီအာနကဆိုတာကဘသူ့ရဲ့အမျိုးအနွယ်လဲဆိုလို့ရှိရင်ကျွန်တော်ကျမ်းစာမှာတွေ့ရတဲ့ကောလက်ရဲ့အမျိုးအနွယ်ဖြစ်ပါအရာမောင်းတွေလည်းအင်မတန်ကောင်းတယ်တိုက်ရီခိုက်ရီလည်းရှိတယ်လူဦးရေလည်းပဲအင်မတန်မှများပြားတဲ့လူမျိုးတွေဖြစ်တယ်ပြီးလို့ရှိရင်သူတို့ပညာအရာမှာလည်းပဲစောက်လုပ်ရေးမှာအင်မတန်မှကျွမ်းကျင်တဲ့အင်ဂျင်နီယာတွေဖြစ်တယ်ဆိုတော့ကဘာမှာအင်ဂျင်နီယာတက်ဘယ်ကနေစခဲ့တယ်လဲဆိုလို့ရှိရင်တော့ဒီအာနကလူမျိုးတွေကနေစတယ်ဆိုတော့ဣသရေလလူမျိုးတွေကသူတို့မှာရှိတဲ့ဉာဏ်ပညာနဲ့သူတို့ရဲ့အရာအမောင်းနဲ့သူတို့သွားပြီးမှထောက်လန်းတဲ့နေရာမှာတွေ့ရတဲ့အာနကလူမျိုးတွေနဲ့တိုင်းတဲ့အခါမှာသူတို့ထက်ပညာအရာမှာလည်းတာတယ်အရာအမောင်းမှာလည်းတာတယ်လူဦးရေမှာလည်းတာတယ်ဒါနံပါတ်1သူတို့ကိုစိန်ခေါ်တဲ့အရာဖြစ်ပါနံပါတ်2သူတို့ဒီတောင်ပိုင်းမှာရောက်တာနဲ့ဘသူ့ကိုသူတို့ဒုတိယတွေ့ရတယ်လဲဆိုလို့ရှိရင်အာမလက်လူမျိုးတွေကိုတွေ့ရပါတယ်ဒီအာမလက်လူမျိုးတွေဆိုတာကစစ်တိုက်တဲ့နေရာမှာအင်မတန်မှထက်မြက်သောသူများအင်မတန်မှလျင်မြန်တဲ့သူတွေဖြစ်တယ်တနေရာမှာသူတို့တပတ်အပြင်မနေဘူးဒီနေရာမှာတပတ်လောက်နေတယ်စစ်တိုက်သွားတယ်ခြေရာဖြောက်သွားတယ်မတွေ့ရတော့ဘူးနောက်တနေရာမှာပြန်ပေါ်လာတယ်စစ်တိုက်တဲ့နေရာမှာလည်းပဲအင်မတန်မှရက်ဆက်သောသူများဖြစ်တယ်ကြမ်းကြုတ်သောသူများဖြစ်တယ်စစ်တုံပန်းကိုသူတို့ဖမ်းမိလို့ရှိရင်လည်းပဲရက်ရက်ဆက်ဆက်သူတို့ဟာအရေးခွန်ခွာတယ်ပိုက်ကိုခွဲပြီးမှဦးကိုအဲ့ဒီလူရဲ့ရှေ့မှာထုတ်ပြတယ်အဲ့ဒီအသေးကိုသူတို့လှီးစားပြတဲ့အထိအင်မတန်မှရက်ဆက်ကြမ်းကြုတ်သောအာမလက်လူမျိုးများကိုသူတို့တွေ့ပါတယ်ဆိုတော့ရက်ဆက်တဲ့နေရာမှာကြမ်းကြုတ်တဲ့နေရာမှာစစ်တိုက်တဲ့နေရာမှာလျင်မြန်တဲ့နေရာမှာဣသရေလလူမျိုးတွေထက်အစာပေါင်းများစွာတာတဲ့အတွက်ကြောင့်ဣသရေလလူမျိုးတွေအတွက်စိန်ခေါ်ချက်ကြောက်ဖို့ကောင်းတဲ့ဒုတိယအရာဖြစ်ပါဒါတိယပါလူမျိုးကိုသွားပြီးမှတွေ့ပြန်တယ်လဲဆိုလို့ရှိရင်သူတို့ဟာဟိတ္တိလူမျိုးရဲ့ယေပုတိလူမျိုးရဲ့အာမောရိလူမျိုးတွေကိုတွေ့ပြန်တယ်သူတို့ကပင်မှာနေကြလဲဆိုရင်သူတို့က Highlanders တောင်ပေါ်သားတွေဖြစ်တယ်တောင်ပေါ်သားတွေဖြစ်ပေမဲ့သူတို့နေတဲ့မြို့ရိုးကိုအင်မတန်မှခိုင်ခန့်အောင်စောက်လုပ်ကြတယ်ရန်သူဝင်ဖို့ရန်အင်မတန်မှခက်ခဲတယ်ပြီးလို့ရှိရင်သူတို့စောက်ထားတဲ့အဆောက်အဦတွေအိမ်စောက်ထားတဲ့ပုံစံကအစမြို့အဝင်အထွက်ကအစမိုးရွာလို့ရှိရင်ရေစီးမြောင်းကအစနွေရာသီရောက်လာလို့ရှိရင်သူတို့ရေသုံးဖို့ရေကိုသူတို့ထိမ့်သိမ်းထားတာကအစသူတို့ရဲ့စီမံခန့်ခွဲမှုနဲ့သူတို့ရဲ့အုပ်ချုပ်ရေးစနစ်ကိုသွားကြည့်တဲ့အခါမှာဣသရေလလူမျိုးတွေရဲ့တည်ထားတဲ့တတ်ထားတဲ့သူတို့ကနှစ်ပေါင်း430ရွှန့်ကိုသူတို့နေပြီးမှအုပ်လုပ်တဲ့ပညာနဲ့သွားတိုင်းရင်ဘလို့မှရှင်လို့မရဘူးဒီလူမျိုးတွေရဲ့စီမံခန့်ခွဲမှုဒီလူမျိုးတွေရဲ့ကောင်းဆောင်မှုဒီလူမျိုးတွေရဲ့ကိုယ့်ရရွာကိုဘလို့လုံခြုံအောင်လုပ်ရတယ်လေရေစီးတဲ့လမ်းကအစလူသွားတဲ့လမ်းကအစရန်သူကိုပြန်ပြီးမှသူတို့တိုက်ခိုက်ဖို့မဟုတ်လို့ရှိရင်လည်းပဲပြန်ပြီးမှသူတို့ခုခံဖို့ပြင်ဆင်ပုံကိုသူတို့ကြည့်တဲ့အခါမှာ
သူတို့ထက်အဆအဆအရာရာမှာတားတယ်ဘယ်လိုမှသူတို့တိုက်လို့မနိုင်ဘူးဆိုတာသူတို့သိတဲ့အခါမှာသူတို့အတွက်အင်မတန်မှကြီးမားတဲ့စိန်ခေါ်မှုကြီးဖြစ်ပါတယ်သူတို့ကိုကြောက်ရွံ့စေတဲ့အရာဖြစ်ပါတယ်နောက်တစ်ခါသူတို့ကဘသူ့ကိုသွားတွေ့တယ်လဲဆိုလို့ရှိရင်တော့ဒီခါနနိလူမျိုးတွေကိုသွားတွေ့တယ်ဒီခါနနိလူမျိုးတွေကဘယ်မှာနေကြလဲဆိုလို့ရှိရင်ယော်ဒန်မြစ်ဝမ်းတစ်လျှောက်မှာနေတယ်ပြီးလို့ရှိရင်တော့မြေထဲပင်လေတဝမ်းမှာနေကြတယ်သူတို့ဒီစိုက်ပျိုးရေးအင်မတန်မှတော်တဲ့လူတွေဖြစ်တယ်သူတို့စိုက်ပျိုးတဲ့စပစ်တခိုင်ဆိုရင်လူ2ယောက်ကယောက်ျားချင်းမှကြီး2ယောက်ကအလဲမှာတုတ်ချောင်းရှို့ပြီးမှထမ်းရတဲ့အဆင့်ရောက်အောင်သူတို့ဒီမြေကိုပြုတ်ပြင်နိုင်တယ်စိုက်ပျိုးနိုင်တဲ့လူမျိုးတွေဖြစ်တယ်သူတို့မွေးမြူထားတဲ့အရာတွေကလည်းပဲတိရစ္ဆာန်တွေကအင်မတန်မှထွားချိုင်းတယ်တန်မာတယ်အသားရည်တွေပြည့်ဝတယ်ပြီးလို့ရှိရင်တော့ဒီအာနနိလူမျိုးတွေရဲ့စီးပွားရေးလုပ်ငန်းကုန်သွယ်ရေးလုပ်ငန်းကိုကြည့်တဲ့အခါမှာအင်မတန်မှစနစ်ကြတယ်သူတို့ဒီအင်မတန်မှချမ်းသာကြတယ်အဲ့ဒီနေရာမှာတတောင်းစားမရှိဘူးခနော်ခနဲ့လူတယောက်မှမရှိဘူးဆင်းရဲတဲ့လူတယောက်မှမရှိဘူးဆိုတော့ဒီလောက်တော်တဲ့ဒီလောက်တက်တဲ့ဒီလောက်ရက်ဆက်တဲ့ကြမ်းကြုတ်တဲ့လူမျိုး6မျိုးကိုယ်စလဲထောက်လန်းရေး12ဦးကတွေ့တဲ့အခါမှာသူတို့ကိုတုံလှုပ်စေသောအရာသူတို့ကိုချင်းချောက်သောအရာဟဲ့လားသူတို့ကိုအဲ့ဒီနေရာကိုမဝင်နိုင်အောင်ဟန်တားသောအရာဖြစ်ပါတယ်တာဝသူတို့ရက်ပေါင်း40စုံစမ်းပြီးတဲ့နောက်ပိုင်းမှာသူတို့ကပြန်သွားကြတယ်ပြန်သွားပြီးမှသူတို့သတင်းပို့ကြတယ်စေလွတ်တဲ့လူကဘယ်နှယောက်လဲ1ယောက်မောရှေစေလွတ်ခံရတဲ့လူက12ယောက်တစ်ဖွဲ့တည်းသွားရမယ့်လမ်းကလည်းပဲတကြောတဲ့စုံစမ်းရမယ့်နေမြေကလည်းပဲတစ်ခုတည်းအသွားတော့ကတော့တစ်ဖွဲ့တည်းတလန်းနဲ့တိုးတော်လည်းပဲစေလွတ်တဲ့မောရှေရဲ့အနာကိုသူတို့ပြန်ရောက်လာတဲ့အခါမှာကြတော့နှစ်ဖွဲ့ဖြစ်သွားယောရှုနဲ့ကာလက်ကတစ်ဖွဲ့ကျန်တဲ့10ယောက်ကတစ်ဖွဲ့ဖြစ်သွားပါတယ်ယောရှုနဲ့ကာလက်ကသူတို့အတွက်တာကိုစိန်ခေါ်မှုလို့မမြင်ဘူးဘာဖြစ်လို့လဲသူတို့တွေ့ကြုံခဲ့ရသောအရာသည်ကြီးတယ်လူသားအနေနဲ့ပြောမယ်ဆိုလို့ရှိရင်သူတို့ကိုချင်းချောက်နိုင်သောအရာဖြစ်ပေမဲ့သူတို့တွေ့ခဲ့ရသောအရာတွေကသူတို့ယုံကြည်ကိုးကွယ်သောဘုရားသခင်ကိုချင်းချောက်နိုင်တဲ့အရာမဟုတ်တဲ့အတွက်ကြောင့်သူတို့အတွက်တာကစိန်ခေါ်မှုမဟုတ်ဘူးပြဿနာမဟုတ်ဘူးအဲ့ဒီနေရာဟာဘုရားရဲ့ပုံတော်ထင်ရှားရမယ့်နေရာဖြစ်တယ်လို့သူတို့လက်ခံဒီ10ယောက်အတွက်ကကြတော့ဘာဖြစ်လို့သူတို့အတွက်ကြောက်ရွံ့เสียဖြစ်နေတယ်လဲသူတို့အတွက်စိန်ခေါ်မှုကိုပြုနေသောအရာဖြစ်ရတယ်လေဆိုလို့ရှိရင်အချက်4ချက်ရှိပါတယ်နံပါတ်1အချက်ကတော့သူတို့ဒီဣသရေလလူမျိုးမှန်ရင်ထွက်မြောက်ရကြအခန်းကြီး6အငယ်6ကနေ9မှာပါတဲ့ဖျားသခင်ရဲ့ပေးထားတဲ့ဂတိသစ္စာ4ပါးကိုစုပ်ကန်ရမယ့်လူမျိုးဖြစ်ပါတယ်ဣသရေလလူမျိုးတွေဟာဘယ်နေရာပဲရောက်ရောက်ဘယ်နေရာမှာပဲသွားထွက်မြောက်ရအခန်းကြီး6အငယ်6ကနေ9မှာဘုရားသခင်သူတို့ကိုပေးထားသောဂတိ4ပါးကိုကင်သောသူအတွက်စိန်ခေါ်ခြင်းဆိုတာမရှိဘူးပုံတော်ထင်ရှားစေမယ့်အရာပဲရှိတယ်ဒီဂတိ4ပါးကိုမကင်နိုင်တော့ဘူးဆိုရင်တွေးသမျှသည်သူ့အတွက်ကြောက်ရွံ့မှုကိုပေးသောနောက်ဆုတ်စေသောလဲကျစေသောအရာဖြစ်ပါနံပါတ်1ကတော့ပါလဲဆိုလို့ရှိရင်တော့ဖျားသခင်ကိုယုံကြည်အားကိုးမယ်ဖျားသခင်ကိုမျက်မှောက်ပြုမယ်ဖျားသခင်ကိုစုပ်ကင်ထားမယ်ဆိုလို့ရှိရင်နံပါတ်1ဖျားသခင်သည်အခက်အခဲကြားကနေလွတ်မြောက်ခြင်းကိုပေးမယ်ဖျားဖြစ်တယ်ဆိုတဲ့ဂတိဖြစ်ပါနံပါတ်2ဂတိကတော့ပါလဲဆိုရင်ဖျားသခင်သည်သူတို့ကိုရန်သူရဲ့လက်ကနေအစဉ်အမြဲကွယ်ကာမယ်နံပါတ်1ကလွတ်မြောက်ခြင်းကိုပေးမယ်နံပါတ်2ကကွယ်ကာဆောင်မမယ်ဆိုတဲ့ဂတိဖြစ်ပါနံပါတ်3ဂတိကတော့ဖျားသခင်သည်ဣသရေလလူမျိုးတွေကိုသူ့ရဲ့သားသမီးတွေဖြစ်အစဉ်အမြဲသတ်မှတ်မယ်သူတို့ကိုထိလို့မရဘူးဆိုတဲ့ဂတိဖြစ်ပါနံပါတ်4အချက်ကတော့ပါလဲဆိုလို့ရှိရင်ဖျားသခင်ဟာသူတို့ရဲ့ဖျားဣသရေလလူမျိုးတွေရဲ့ဖျားဖြစ်မယ်ဘယ်တော့မှဣသရေလလူမျိုးတွေကိုမစွန့်ပစ်ဘူးဆိုတဲ့ဂတိဖြစ်ပါဆိုတော့ဣသရေလလူမျိုးတွေဒီသွားတဲ့နေရာတိုင်းမှာတွေ့ရတဲ့အရာကိုကြောက်တာထက်မတွေ့ရတဲ့
နာဝိညာဉ်ဖြစ်တဲ့ဘုရားသခင်ကိုယုံကြည်လက်ဒီဂတိတော်၄ပါးကိုစုပ်ကိုင်ဖို့ဖြစ်ပါတယ်သို့တော်လည်းပဲမောရှေစီလွှတ်လိုက်တဲ့ထောက်လန်းရေး12ဦးထဲက10ဦးသည်ဘုရားသခင်ရဲ့ဂတိတော်၄ပါးကိုလက်စုပ်လက်ကင်မပြူသောသူများဖြစ်လို့တွေ့ရသောအရာသည်သူတို့ကိုကြွရွံ့စေသောအရာဖြစ်ပါတယ်ဒါနံပါတ်1သူတို့ကိုဟန်တားတဲ့အရာဖြစ်ပါတယ်နံပါတ်2ကတော့ပါလဲဆိုရင်ဖျားသခင်သူတို့အပေါ်မှာပြုခဲ့သောဂျေစုကိုမေ့လို့ဖြစ်ပါတယ်ဖျားသခင်သည်သူတို့ကိုနှစ်ပေါင်း430ကျွမ်းခံခဲ့တဲ့အေဂုတုတိုင်းပြည်ကနေသူတို့ကိုလွတ်မြောက်စေတယ်ပြီးလို့ရှိရင်သူတို့အတွက်အတားအဆီးဖြစ်နေတဲ့ပင်လယ်နီကြီးကိုလည်းပဲနှစ်ချမ်းကွဲပြီးမှသူတို့ကိုလွတ်မြောက်စေတယ်နေ့အချိန်မှာမိုးတိမ်အားဖြင့်ကွဲကားနေတယ်ညအချိန်မှာလာအားဖြင့်ကွဲကားနေတယ်ဂျေစုပြုနေတယ်တောက်ဖို့ရေမရှိတဲ့ချိန်မှာကြောက်ခဲကနေရေထွက်ပြီးမှသူတို့ကိုတိုက်တယ်စားဖို့မရှိတဲ့ချိန်မှာမာနမုတ်ကိုပေးနေတဲ့ဘုရားဖြစ်တယ်သူတို့အတွက်အသားဝယ်ဆရာမလိုဘဲနဲ့ဘုရားသခင်ကမုန်းဟင်အားဖြင့်တရက်မှသူတို့အစာငတ်တဲ့နေ့မရှိအောင်ဂျေစုပြုနေတဲ့ဖျားကိုသူတို့ကမေ့တယ်ဒီလူ10ယောက်ကဖျားသူတို့နဲ့အတူရှိနေတယ်ဆိုတဲ့ဟာကိုသူတို့ဒီမေ့သောကြောင့်ဖြစ်ပါတယ်နောက်တစ်ခုကတော့ပါလဲဆိုလို့ရှိရင်ဖျားသခင်ရဲ့အခွင့်အာဏာနဲ့အတူသွားနေတဲ့အချိန်မှာသူတို့အတွက်လုံခြုံမှုရှိတယ်ဆိုတာကိုသူတို့မေ့နေအခုသူတို့သွားရတဲ့ mission ဒီသူတို့သွားချင်လို့သွားတာမဟုတ်ဘူးဖျားသခင်ကမောရှေအားဖြင့်တဆင့်သွားခိုင်းတဲ့အတွက်သွားရတဲ့ဖျားရဲ့အလိုတော်တိုင်းသွားနေရတာဖြစ်တယ်ဖျားအတူတကွရှိနေတယ်ဆိုတာကိုသူတို့မေ့နေတယ်မောရှေကငါတို့ကိုသေဖို့ရန်အတွက်မဖြစ်နိုင်တဲ့အလုပ်ကိုခိုင်းနေပါလားဆိုတဲ့လွဲမှားတဲ့ concept သူတို့မှာရှိနေလို့ဖြစ်ပါတယ်နံပါတ်၄သူတို့ကိုဟန်တားတဲ့အမှုအရာကတော့ပါလဲဆိုရင်အခုတွေ့ရတဲ့လူမျိုး6မျိုးရဲ့အင်အားနဲ့သူတို့ရဲ့အင်အားကိုနှိုင်းယှဉ်တဲ့အတွက်သူတို့ကိုကြောက်ရွံ့စေတာဖြစ်ပါခုနတော့ကယောရှုနဲ့ကာလက်ရဲ့အသက်တာမှာတွေ့ရသောရန်သူ6မျိုးရဲ့ခွန်အားနဲ့သူတို့ရဲ့ခွန်အားကိုမတိုင်းတာပါဘူးရန်သူရဲ့ခွန်အားနဲ့ပါကိုတိုင်းတာတယ်လဲဆိုရင်သူတို့နဲ့အတူရှိနေတဲ့ဘုရားသခင်ရဲ့တကိုးတော်ခွန်အားနဲ့အမြဲတမ်းတိုင်းတာတဲ့အတွက်ကြောင့်သူတို့အတွက်ဒါစိန်ခေါ်မှုမဟုတ်ဘူးပုံတော်ထင်ရှားစေရမယ်အရာလို့မြင်နိုင်ရခြင်းဖြစ်ပါတယ်ချစ်တော်ဓမ္မမိတ်ဆွေများဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာလည်းပဲခုနကတော့ကျွန်တော်တို့ပြောသလိုပဲအိမ်ထောင်ရေးမှာစီးပွားရေးမှာလူမှုရေးမှာဘာသာရေးမှာပတ်ဝန်းကျင်မှာကျွန်တော်တို့ကြုံတွေ့နေရတဲ့အရာတွေအများကြီးကျွန်တော်တို့ရဲ့တတ်နိုင်တဲ့အတိုင်းအတာနဲ့တိုင်းရင်တော့ကျွန်တော်တို့အတွက်စိန်ခေါ်မှုဖြစ်မယ်သို့တော်လည်းပဲတတ်နိုင်တဲ့ဘုရားသခင်နဲ့တွေ့ကြုံရတဲ့အမှုရာကိုကျွန်တော်တို့အမြဲတမ်းတိုင်းပြီးအသက်ရှင်မယ်ဆိုလို့ရှိရင်ပုံတော်ကိုထင်ရှားစေမဲ့အရာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့စိန်ခေါ်မှုကြားမှာကျွန်တော်တို့ဘယ်လိုအသက်ရှင်ကြမလဲဆိုလို့ရှိရင်နံပါတ်1တွေ့ကြုံရတဲ့ကျွန်တော်တို့ရဲ့အခက်အခဲကိုငယ်အောင်လုပ်တာထက်ဒီနေ့ကျွန်တော်တို့ဘုရားသခင်ကိုယုံကြည်တဲ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုပို့ပြီးမှကြီးအောင်လုပ်ရအောင်နံပါတ်2ကျွန်တော်တို့တွေ့ကြုံရတဲ့အခက်အခဲသည်အင်မတန်မှကြီးတယ်လို့ကျွန်တော်တို့ထင်တဲ့အချိန်မြင်တဲ့အချိန်မှာတာဝိရဲ့အသက်တာကိုတတိယရအောင်တာဝိသည်သူ့ထက်ပိုကြီးတဲ့ကောလက်ကိုသူနဲ့မတိုင်းမဲနဲ့သူကိုးကွယ်တဲ့ဘုရားသခင်ရဲ့တကိုးတော်နဲ့တိုင်းတဲ့အခါမှာရှေ့ကိုဆက်ရဲပါတယ်တာဝိကိုတတိယလည်းကျွန်တော်တို့အသက်တာမှာဆက်လက်အသက်ရှင်ကြရအောင်နံပါတ်3အချက်ကျွန်တော်တို့ရဲ့အသက်တာမှာတွေ့ကြုံရတဲ့အခက်အခဲကိုလက်စုပ်လက်ကင်မလုပ်ဘဲနဲ့ဘုရားသခင်ရဲ့ဂတိတော်၄ပါးထွတ်မြောက်ရာကျမ်းအခန်းကြီး6အငယ်6ကနေ9ဘုရားသခင်ရဲ့ဂတိ၄ပါးကိုစုပ်ကင်လက်ကျွန်တော်တို့ဆက်လက်အသက်ရှင်ကြရအောင်နံပါတ်4ကျွန်တော်တို့ရဲ့အသက်တာမှာနောက်ထပ်ပါပြဿနာတွေဖြစ်လာအောင်မလဲဆိုပြီးမှကျွန်တော်တို့ပြဿနာကိုကျွန်တော်တို့စောင့်မျှော်နေတာထက်ဘုရားသခင်ရှိကလာတဲ့ခွန်အားကိုမျှော်လင့်လက်အသက်ရှင်ကြရအောင်ကျွန်တော်တို့ရဲ့အသက်တာမှာအခက်အခဲဘယ်နှခုရှိတယ်ဆိုတာရေတွက်တာထက်ဘုရားသခင်ကျွန်တော်တို့အပေါ်မှာပြုခဲ့သောယေရှုနဲ့ပြုနေသောယေရှုကို
ရင်တွက်လက်အသက်ရှင်ကြရအောင်ဂျာနာသူရောက်စီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ။